တယောက်ဒီနေ့စဉ်လှုပ်ရှားမှုနည်းလာပြီဆိုလို့ရှိရင်လှုပ်ရှားမှုနေတဲ့နေရာတွေမှာဖြည်းဖြည်းချင်းအစီကစုလာတာဖြစ်တဲ့အတွက်ကြောင့်နေ့စဉ်လှုပ်ရှားမှုတစ်ခုကိုပုံမှန်လေးလှုပ်ဖို့တော့လိုပါတယ်တနည်းအားဖြင့်နေ့စဉ်လှုပ်ရှားမှုကဘယ်လိုမျိုးတွေလဲအားလုံးပဲမင်္ဂလာပါခင်ဗျာ Family Fitness ကနေကြိုဆိုပါရစေကျွန်တော် Trainer IK ပါကျွန်တော်ဒီနေ့ပြောပြသွားမှာကတော့မိန်းကလေးတွေပေါင်ရင်းပိုင်းလက်မောင်းရင်းပိုင်းတုပ်နေသလိုဝါသလိုမျိုးဖြစ်တာဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်မိန်းကလေးတစ်ယောက်အနေနဲ့တော်လကောင်ဥပမာဖြင့်ယောက်ျားလေးတစ်ယောက်တော်လကောင်ဒီပေါင်ရင်းပိုင်းတွေလက်မောင်းရင်းပိုင်းတွေတုပ်တာဝါသလိုခံစားချက်ကလူတိုင်းမှာတော့တချို့လှုပ်ရှားမှုနေတဲ့သူတွေနေ့စဉ်လှုပ်ရှားမှုနေတဲ့သူတွေမှာတော့ရှိပါတယ်။ဘာလို့လဲဆိုတော့လူတစ်ယောက်ဒီနေ့စဉ်လှုပ်ရှားမှုနည်းလာပြီဆိုလို့ရှိရင်လှုပ်ရှားမှုနေတဲ့နေရာတွေမှာဖြည်းဖြည်းချင်းအစီကစုလာတာဖြစ်တဲ့အတွက်ကြောင့်နေ့စဉ်လှုပ်ရှားမှုတစ်ခုကိုပုံမှန်လေးလှုပ်ဖို့တော့လိုပါတယ်။တနည်းအားဖြင့်နေ့စဉ်လှုပ်ရှားမှုကဘယ်လိုမျိုးတွေလဲ။လမ်းကိုပုံမှန်ရှောက်မယ်ခြေလမ်းပေါင်း4000လောက်ပုံမှန်ရှောက်မယ်ပြီးလို့ရှိရင်စက်ဘင်းကိုပုံမှန်နေမယ်စက်ဘင်းမနေနိုင်ဘူးဆိုလို့ရှိရင်ဥပမာဖြင့်တစ်ခုခုလှုပ်တော့မယ်ဆိုလို့ရှိရင်ဥပမာဖြင့်ကိုယ်တိုင်ထားလုပ်လိုက်တဲ့အလေးအကျင့်မျိုးပေါ့ကိုယ့်ရဲ့ခန္ဓာကိုယ်ကနေ့တိုင်းလှုပ်ရှားမှုတစ်ခုမဟုတ်တစ်ခုလှုပ်နေမှသာလေအဲ့ဒီဥပမာဖြင့်လက်ကိုဆိုပါစို့ဒီလက်တွေဆိုလို့ရှိရင်လက်နဲ့လှုပ်ရှားမှုဘာလို့လုပ်လို့ရတယ်ကိုဟင်းချက်မယ်အိမ်သက်ရှင်းလှုပ်မယ်ဒါမှမဟုတ်လေအလုပ်ထဲမှာဆိုလို့ရှိရင်တစ်ခုခုကိုကောက်လိုက်မယ်ဒီခြေလက်ဒီအောက်ပိုင်းနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေဒီပေါင်ရင်းပိုင်းနဲ့ပတ်သက်ပြီးဘာလုပ်မလဲအထိုင်ကိုလျှော့ပြီးတော့ထားတာနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးတွေကိုလုပ်မယ်တနည်းအားဖြင့်ကျွန်တော်နောက်ပြီးပြောရမယ်ဆိုလို့ရှိရင်နေ့စဉ်လှုပ်ရှားမှုတစ်ခုသာမကဘူးဒီအစီတွေကြဖို့အတွက်အရေးကြီးတာနောက်တစ်ခုကဘာလဲဆိုတော့ home workout တွေဂျင်းမှာလာဆော့တဲ့ workout တွေကိုလုပ်ဖို့လိုတယ်ဗျ home workout တွေဂျင်း workout တွေကိုလုပ်မယ်ဆိုလို့ရှိရင် home workout ကိုလုပ်မယ်ဆိုလို့ရှိရင်အနည်းဆုံးတစ်ရက်ကို15မိနစ်20နာရီဝက်လောက်အိမ်မှာဥပမာဖြင့် YouTube ကနေတော့လည်းကောင်းဟုတ်တယ်မလားဒီဗီဒီယိုလေးတွေကိုကို download ဆွဲပြီးတော့ကိုယ့်ဘာသာကိုအိမ်မှာဥပမာဖြင့်လက်မောင်းဆိုလို့ရှိရင်ဒီလက်မောင်းအရှိအနောက်ရှိမယ်ပြီးရင် shoulder ရှိမယ်ဒီလက်မောင်းအစီကြဖို့အတွက်ဒီလေ့ကျင့်ခန်းလေးတွေကို home workout နေတဲ့အလေးမရှိတော့များလဲအလေးမရှိဘဲနဲ့ဆော့လို့ရမယ်ပစ္စည်းလေးနဲ့အိမ်မှာဆော့မယ်ပြီးလို့ရှိရင်ပေါင်ရင်အတွက်ဆိုလို့ရှိရင်အိမ်မှာဆိုလို့ရှိရင်ထိုင်ထားလုပ်မယ်ဆက်ဘိန်းနေမယ်ထပြီးတော့ပြေးတာမျိုးဟုတ်တယ်မလားအိမ်မှာအလေးမပါမနဲ့ squat ထိုင်တာမျိုးကိုလုပ်လို့ရတယ်ခင်ဗျဂျင်းမှာဆော့မယ်ဆိုလို့ရှိရင်လေဥပမာဖြင့်ပေါင်ရင်အတွက်ဆိုလို့ရှိရင်လေတီးတန့်ဆော့တဲ့ machine တွေရှိတယ်ပြီးလို့ရှိရင်အလေးတွေနဲ့ဥပမာဖြင့် dumbbell လို့ barbell လို့နဲ့ဆော့မယ်ပြီးလို့ရှိရင် machine တွေနဲ့တေချာစနစ်တကျဆော့မယ်နိုင်ဝက်တနာရီလောက်ပုံမှန်လေးအချိန်ပေးပြီးဆော့မယ်ဆိုလို့ရှိရင်ခုနပြောတဲ့ဒီပေါင်ရင်ပိုင်းတို့လက်မောင်းရင်ပိုင်းတို့မှာရှိတဲ့အစီတွေဒီဖြည်းဖြည်းကျလာမှာဖြစ်ပါတယ်ဒီဖြည်းဖြည်းချင်းကျလာဖို့ကဒီအားကစားအောင်နဲ့မရသေးဘူးခင်ဗျအရေးကြီးတာတခုကကိုယ့်ရဲ့စားတောက်ပုံကလည်းအရင်အရေးကြီးပါတယ်ကိုဒီလိုမျိုးတွေဥပမာပြ home workout တွေ gym workout တွေလုပ်ထားတော်များလဲနေ့စဉ်လှုပ်ရှားမှုတွေရှိတော်များလဲအစားအသောက်ကိုမစင်ကျင်ဘူးအစီတွေများများစားမယ်အချိုတွေများများစားမယ်ပြီးလို့ရှိရင်နောက်တစ်ခုက gas ပါတဲ့အချိုတွေများများတောက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စ조사အထောက်မှုကိုယ့်ရဲ့ဖြစ်ချင်တဲ့အရာတွေကဖြည်းဖြည်းချင်းဘာဖြစ်လာမလဲဆိုတော့ဖြစ်ဖို့အတွက်မလွယ်ကူခင်ဗျအဲ့ဒီအတွက်ကြောင့်အစားအသောက်ကလည်းကဏ္ဍတစ်ခုမှာအရေးကြီးသလိုနေ့စဉ်နေ့တိုင်းအသက်ရှင်မှုမှာလည်းဒီ workout တွေလုပ်ပြီးအသီးရွက်အသီးနှံကိုအပြည့်အဝစားပေးဖို့လိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကိုဆက်လက်ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျကျွန်တော် Trainer IK ပါ